မင်္ဂလာပါအခုကျွန်တော်ဒီ EE22 နဲ့ပတ်ထားတဲ့Faraday Go Transformer ပေါ့နော်သူ့ရဲ့ micro henry ကိုဘယ်လောက်ရှိလဲကျွန်တော်တိုင်းပေးကြည့်မယ်အခုဒါဆိုရင် primary ကprimary ကိုတိုင်းကြည့်မယ်ပေါ့နော် primary ကအခုက 76.7 ရှိမယ်သူ tolerance နည်းနည်းပါးပါးရှိမယ်ဆိုတော့ 76.5 ပေါ့ဒါတော့ secondary ပထမကွိုင်းအခုဒါကျတော့နောက်တဲ့ဒုတိယတစ်ကွိုင်းပေါ့နော် 10.5 micro henry ဒါနောက်တစ်ကွိုင်း 10.5 ဒါ secondary ကကျတော့2ကွိုင်းပေါ့အခုဒါ primary 86ခွဲတယ်အခုကျွန်တော်အမှခဏရေးမှတ်ထားလိုက်မယ်ပေါ့နော်primary 76.5 micro henry secondary ရကြတော့ 10.5 နောက်ဒုတိယကောင်းက 10.5 micro henry အခုဒီဟောပေါ့ primary အပတ်ကြီးက18သူကကျတော့ဟောပေါ့နော် sandwich ပုံစံဖြစ်တဲ့အတွက် 9+9 အနေနဲ့ပတ်ထားတယ် secondary ကကျတော့ဟောပေါ့9ပတ်တာပေါ့နော်သူကကျတော့ by 5လာပေါ့ဒါနှစ်ကွိုင်းဖြစ်တဲ့အတွက်ဟိုဟာပူး view မှာတစ်ခါလေးပတ်ရတာပေါ့နော်ပြီးမှနောက်ဆုံးတစ်ထပ်ကိုတော့ဒါ primary ကျန်တဲ့9ဘက်ကိုပတ်တာပေါ့အခုဒီ EE9 ကသူက E နှစ်ချမ်းကိုဟိုပါနော်ဒီမျက်နှာချင်းဆိုင်ပြီးတော့မှထည့်ရတာဆိုတော့လေသူ့ရဲ့ gap ကပါနော်ဟိုဒီ1 layer paper အဲ့ဒါနဲ့ခံထားပေးတယ်ဟိုပါပေါ့သူကအခြေ3ချောင်းရှိရဆိုတော့3ချောင်းလုံးကို paper တစ်ထပ်စီခံပေးထားတာပေါ့အခုကျွန်တော်တို့ power ဆန်းပြီးတော့ on ကြည့်လိုက်မယ်လေအခုကျွန်တော် FET ကကျတော့ဒီအကြီးမရှိလို့ပေါ့နော်အဲ့ဒီ SMD FET လေးတုံးထားတာပေါ့ IRF 7815တုံးထားတာပေါ့သူကတော့150ကို5 ampere တုံးလို့ရတယ်ပေါ့နော်ပုံမှန်ဆိုတော့ IRF 520တုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီ520ကကျွန်တော်ကကုန်နေတော့ကြာအဲ့ဒီ SMD 7815ပဲတုံးထားတာအခုဒါကျွန်တော်အဝင် power ကျိုးပေါ့နော်သူ့ကိုကျွန်တော် power ထိလိုက်မယ်အခုဒါထိပြီးလို့ရှိရင်ဟို secondary ဘက်ကမီးလဲမယ် primary ဘက်ကpower လင်းမယ်ပေါ့နော်အခုဆိုရင် volt က18 volt ဒါပထမဆုံးစ power on ပြီဆိုရင်တော့ဟိုပါပေါ့နော်အနှိမ့်ဆုံး volt ကနေစတာပေါ့နော်အခုဒါ output ပထမဟိုပါပေါ့နော်တစ်ချမ်းပေါ့နော် 12.4 ရှိမယ်ကျန်တဲ့ဒုတိယတစ်ချမ်းကသူလည်း 12.4 ပေါ့နော်ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုတိုင်းလို့ရှိရင်တော့ဟောပေါ့24 8ပေါ့နော်24.8ရှိမယ်ဒါပထမတစ်ကွိုင်းဒါဒုတိယတစ်ကွိုင်းပေါ့အခုဒါအဝင်ကိုပြန်တိုင်းကြည့်မယ်အဝင်ကတော့18 volt ရှိမယ်အခုဒါတော့လုံးမပါတဲ့အနေအထားပေါ့နော်ဒါအလွတ်တိုင်းကြည့်ရပါ power စ run တဲ့အချိန်အခုကျွန်တော် boot တင်လိုက်ပြီအဝင်ကအခုပြန်တွက်ကြည့်လိုက်36ပေါ့နော်36ရှိမယ်အဲ့တော့အဝင်အခုအဝင်36ရှိတဲ့အချိန်မှာကျွန်တော်တို့ဒီ output ကိုပြန်တိုင်းကြည့်ရအောင်ပထမတစ်ချမ်းက 12.5 ရှိမယ်ဒုတိယတစ်ချမ်းက12.3 ပေါ့နော်ဒါလုံးမပါတော့ကြာသူ့ရဲ့ဒီဟိုပါပေါ့နော်ဒီfeedback ကနည်းနည်းအပြောင်းလဲရှိရပါတော့ plus or minus နည်းနည်းလေးရှိရဒီ circuit မှာကျတော့ဒီ load အနေနဲ့ကျွန်တော် 1k resistor တချမ်းစီချိတ်ပေးထားတာပေါ့နော်ဟုတ်တယ်အခုဘိုးပြန်ချပြီးတိုင်းကြည့်လိုက်မယ်18 voltအဲ့ဒီအနေထားမှာကျတော့ခုနပြောသလိုမျိုး 12.4 ရှိမယ်ကျန်တဲ့တချမ်းကလည်း 12.4 အခုဒီ load အနေနဲ့ကျွန်တော်ဒီဟောပေါ့နော် resistor bank အနေနဲ့တုံးထားတယ်ပေါ့နော်အဲ့ဒီ resistor bank ကသူက17.5 ohm ရှိရပေါ့နော်
သူက dual supply output ဖြစ်တဲ့အတွက်ဟောပေါ့နော်ဒီတစ်ချမ်းကို 17.5 ကျန်တဲ့တစ်ချမ်းကို 17.5 လောလောဆယ်ကျွန်တော်ဟောပေါ့နော်ဒီ5 watt 5 ohm resistor ကိုဟောပေါ့နော်14လုံးပေါ့9လုံး parallel 14လုံးပေါ့နော်အဲ့ဒါနှစ်တွဲပေါ့အခုဒါ resistance ကိုတိုင်းကြည့်တာပေါ့နော်7.3ဒါပေမဲ့သူ့ရဲ့မီတာမှာရှိတဲ့ဒီ internal resistance က 0.2 ohm လောက်ရှိတော့ကျွန်တော်က17.5 လောက်ပြန်ကျန်တာပေါ့အခုလောလောဆယ်တော့မီတာကိုတစ်ချမ်းပဲချိတ်ပြထားတာပေါ့နော်အခုဆိုရင်ဒါလုတ်အနေထားလုတ်ချိတ်လိုက်တဲ့အနေထားမှာဆိုရင်ဒါ12 volt ရှိရပေါ့နော်အောက်ဘုတ်ကအခုကျန်တဲ့တစ်ချမ်းလဲ12 volt ရှိနေမှာပေါ့နော်အဲ့ဆိုကျန်တဲ့တစ်ချမ်းကလည်း12 volt ရှိမယ်ပေါ့လက်ရှိအနေထားတော့ input ကဟောပါပေါ့နော်18 volt output က12 volt ဖြစ်မယ်အခုကျွန်တော်နောက်ထပ်မီတာတစ်ခုနဲ့ input ကိုတိုင်းမယ်ပေါ့အခုကဒီ input က18အထွက်က7ပေါ့အဲ့ဆိုရင်အခု18 volt ရှိမယ်ပေါ့နော်အဝင်က18 voltအထွက်က12 voltအခုကျွန်တော်ဘို့တင်လိုက်ပြီအဝင်က36ဖြစ်သွားမယ်အထွက်က 12.4 ဖြစ်သွားမယ်ပေါ့နော်အခုဒါဆိုရင်အဝင်ဘို့က36output ကတော့ 12.4 ပြန်တိုင်းကြည့်လိုက်မယ်36အခုကျွန်တော်ဘိုးပြန်ချလိုက်မယ်အဝင်ကို18 volt ထားလိုက်မယ်အခုဒါအဝင်18 volt အထက်က12 volt ဖြစ်သွားမှာအခုဒါအဝင်18 volt ရှိတဲ့အနေထားမှာကျွန်တော်ခုနကတော့နှစ်ဖက်လုံးကိုတိုင်းကြည့်မယ်ပေါ့နော်တစ်ဖက်စီတစ်လဲစီပေါ့ဟိုဒါပထမအောက်ဘုတ်တစ်ချမ်းပေါ့နော်12 volt ဒါဒုတိယတစ်ချမ်းဒါခွတိုင်းတာပေါ့နော်ဒါခွတိုင်း24ဒါကျန်တဲ့ဒုတိယတစ်ချမ်းဒါဒုတိယတစ်ချမ်း12 volt အဲ့တော့ကျွန်တော်တို့ဒီ formula အရာတွက်ကြည့်မယ်ဆိုရင်ပေါ့နော်v square by r ပေါ့နော်စနစ်အမြောက်စနစ်အစာ7.5အဲ့ဆိုရင် watt က 8.2 watt လောက်ရှိမယ်ပေါ့နော်သူက joule ဆိုတော့အမြောက်နှစ်16.5 watt ရှိတယ်ပေါ့နော်အဲအကြောင်းဒီကောင်လေးရပါတော့22 watt 20 ဝန်းကျင်ပေါ့နော်အဲ့လောက်ထိတော့သူအများဆုံးသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီ20 watt လောက်သုံးမယ်ဆိုလို့ရှိရင်တော့ဒီ PCB ဟိုပေါ့နော်အဲ့ module ကိုသူကပန်ကားနဲ့ AB တော့ပိုကောင်းတာပေါ့ဒီကျွန်တော် transformer ပတ်ထားတဲ့နမူနာဗီဒီယိုလေးပေါ့နော်ကျွန်တော်နောက်တစ်ခုအနေနဲ့တင်ပြပေးထားတာရှိပါတယ်အဲ့မှာကြည့်လိုက်ပါနော်ကျေးဇူးတင်ပါတယ်